သားတို့အားလုံးအခုလူလေဆီယမတွေကိုတိတက်စွာနဲ့တော့တွေးဆုံပေးတယ်ကတော့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ဘာဖြစ်ဆိုတော့သားတို့ရဲ့ကျေးဇူးကြောင့်ဆီယမတွေအချင်းချင်းတွေ့ရတယ်စိတ်ချမ်းသာတယ်ပျော်ရတယ်နော်ဒါစအရာရာကိုပီတိဖြစ်ရတာပေါ့သားရဲ့နော်ပြောမပြနိုင်လောက်အောင်ပဲပီတိဖြစ်ရတာပေါ့သားနော်ဒါကြောင့်မလို့သားတို့အားလုံးအမြဲတမ်းမေတ္တာပို့တယ်စိတ်ချမ်းသာကိုကျမ်းမာပြီးတော့လူအင်ဆန္ဒမှန်သမျှတွေတလုံးတော်ရတယ်ပြေဝပါစီလူအင်ဆန္ဒမှန်သမျှတို့ကလည်းစိတ်ကြံတိုင်းတောင်းတတိုင်းပဲကိုဉာဏ်စွာပြည့်စုံပါစီစိတ်ချမ်းသာကိုကျမ်းမာ၍နော်တရားထုတရားမြတ်တွေရကြပါစီလို့ဒီချက်ဆုတောင်းပေးပါတယ်သားဒီချက်ရောက်တာတော့1990ခုနှစ်ကရောက်တာပေါ့နော်90ခုနှစ်မှာရောက်ပြီးတော့ဒီမှာအနှစ်20ဒီချက်အထက်ကတင်မှာလှုပ်လိုက်တာပေါ့ကျတော့တာရဲဟိုပေါ့6တန်း9တန်းတင်ချပေါ့တင်ချတင်တာပေါ့နော်တင်ချတင်တယ်တခါလေသူတို့ပေးလိုက်တယ်သမိုင်းတင်ခိုင်းရင်လည်းတင်လိုက်တယ်သိပ္ပံတင်ခိုင်းရင်လည်းတင်လိုက်တယ်အဲ့လိုကိုပေးလိုက်တဲ့ဘာသာရပ်ပေါ်မှာမူတည်ပြီးတော့ကြွကြအောင်တင်တာပေါ့တာရဲနော်တာအဲ့ဒါတော့ပြောမပြတ်တတ်တော့ပီတိဖြစ်တယ်ပေါ့သားရဲ့နော်ဝင်လဲသားတယ်ကလေးတွေကိုလည်းကျေးဇူးတင်တယ်သူတို့မလို့လုပ်ပေးနိုင်တာဟုတ်သားဆိုရင်အဲ့လိုမျိုးတော့လုပ်ပေးနိုင်ဘူးအဝေးမှာဟိုအဝေးကြီးမှာသားတို့မလို့လုပ်ပေးနိုင်တာတယောက်ကျေးဇူးတင်တယ်သားတို့အားလုံးကိုလေ